မျိုးပြရဲ့ရှုပ်ထွေးပွေလီမှုတွေကိုစိတ်ကုန်လာတဲ့နောက်မှာတော့အရှင်အက္ခဟာဒီလေဦးတော်ရဲ့ကြောင်းလေးမှာဝါဆိုဖို့ဆုံးဖြတ်လိုက်ပါတယ်။အရှင်အက္ခရဲ့ရည်ရွယ်ချက်ကတော့စိတ်ငြိမ်တဲ့နေရာမှာမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုပို့ပြီးနက်နက်ရှိုင်ရှိုင်နဲ့လေ့လာချင်တာကြောင့်ပဲဖြစ်ပါတယ်။ဆရာတော်ဘုရားတပည့်တော်ကြော့ပါတယ်ဘုရား။ဦးအက္ခကရှစ်ခိုးလိုက်တော့ဆရာတော်ကြီးကမိန့်ပါတယ်။အေးတာဒုတာဒုတာဒုဦးစင်လည်းခရီးဝေးရလာရတာဆိုတော့ပင်မနေရောပေါ့အနားယူလိုက်ပါအောင်ဦးစင်မှန်လားပါဗျာဒီကြောင်းလေးကတပည့်တော်ထင်ထားတဲ့အတိုင်းပါပဲတပင်ကြီးတွေနဲ့အရန်အေးချမ်းပြီးပြမလောကနဲ့ဝေးကွာနေတယ်လို့ပါပဲဗျာအေးချမ်းတာကတော့ဟုတ်ပါတယ်ဒါပေမဲ့တကယ်အေးချမ်းမှုဆိုတာနေရာပေါ်မှာမူတည်တာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ပေါ်မှာပဲမူတည်တာပါဦးစင်လေးရဲ့မှန်လားပါဗျာခဏကြာတော့ကျောင်းသားလေးတယောက်ကဆရာတော်ကြီးပေးခိုင်းလိုက်တဲ့ပစ္စည်းတွေကိုလာပို့ပေးပါတယ်။ဒါဆရာတော်ကြီးကအရှင်များအတွက်စွန့်ကပ်ခံလိုက်တာပါဗျာ။တာဒုဒါနဲ့မောင်ရင်ဟိုဘက်ကကျောင်းဝင်းတကားကြီးကဘာလို့တခြားနေရာတွေထွက်ပိုးပြီးခြုံနေတွေပိတ်ပြီးစုပ်ပြတ်နေရတာလဲ။ဦးအကားရဲ့အမေကိုကြားလိုက်ရတဲ့ကျောင်းသားလေးရဲ့မျက်နှာဆက်စင်ပဲပြတ်သွားပြီးအတန်တုံနဲ့ပြန်ပြောပါတယ်။အရှင်ဖေဟာဟိုဘက်ကိုမသွားပါနဲ့ဗျာ။ဆရာတော်ကြီးကဘသူ့ကိုမှအဲ့ဒီဘက်ကိုပေးမသွားပါဘူးဗျာအထူးသဖြင့်ညဘက်ဆိုရင်ပိုတော်မှမသွားသင့်ပါဘူးဗျာဘာဖြစ်လို့လဲမောင်ရင်ရဲ့အဲ့ဒီမှာဘာရှိလို့လဲတပည့်တော်လည်းမသိပါဘူးဗျာတီတာကတော့ညဘက်ဆိုရင်အဲ့ဒီဘက်ကိုလုံးဝမသွားဘူးပဲဗျာဆရာတော်ကြီးကလည်းပြင်းပြင်းထန်ထန်ကိုတားမြစ်ထားတာပါကျောင်းသားလေးကအတန်တုံရင်နဲ့ရှောက်ပြီးထွက်သွားပါတယ်ဒီကျောင်းရောက်လာတဲ့ပထမဆုံးညမှာပဲဦးအက်ကအာတနာပလင်ပေါ်မှာထိုင်ပြီးပရိတ်တရားတော်တွေပြုတ်ဖက်ရင်တရားမှတ်နေခဲ့ပါတယ်အမောင်တိကျနေတဲ့ပတ်ဝန်းကျင်မှာဖျောင်းနိုင်မီလေးတထိုင်နေရပဲအလင်းပေးထားတာပါအရာအလုံးကတိတ်ဆိတ်လွန်နေတယ်ဒါပေမဲ့ဗျာအဲ့ဒီတိတ်ဆိတ်မှုကိုဖျက်ကျော်ပြီးတစုံတစ်ခုတော့အတန်ဈာပြတ်ထွက်ပေါ်လာပါတယ်လေတိုက်တဲ့အတန်ပဲနေမှာပါကိုအားပေးပြီးတွေးနေပေမဲ့စိတ်ထဲမှာတော့တမျိုးကြီးခံစားနေရတယ်ဦးအကရှာနေတဲ့စိတ်အေးချမ်းမှုဆိုတာဒီเจ้าမှမရှိနိုင်ဘူးလားလို့တော့တွေးမိတဲ့အကြည့်ပါပဲအဲ့ဒီတန်ကတဘာဝလေတိုက်တဲ့အတန်မဟုတ်ဘူးဗျမိန်းကလေးတယောက်ရဲ့ဆူးရှာတဲ့အော်တန်တစ်ခုလို့ဒါပေမဲ့တစ်ဖက်မှာလည်းအားရင်ကုန်ခန်းနေတဲ့သူတယောက်ရဲ့ညီတွားတဲ့လိုပဲနားထောင်နေရတာအယံဝင်စင်းရဲ့ဒုက္ခရောက်နေတဲ့အတန်မျိုးပါတည်င်းဖက်တွေကြလာပေမဲ့ဘူးကတရားပေါ်စိတ်မရောက်နိုင်တော့ပါဘူးညတိုင်းကြားနေရတဲ့အတန်တွေနဲ့ကျောင်းသားလေးရဲ့တတိပေးစကားတွေကခေါင်းထဲမှာဝဲလည်နေတော့တာပဲမျက်စိမိတ်လိုက်တိုင်းအဲ့ဒီကျောင်းနောက်ဘက်ကတတိုင်းဟောင်းကြီးကဦးအကကိုလှမ်းခေါ်နေတယ်လို့ခံစားရပါတယ်နောက်ဆုံးတော့ဦးစင်းလေးဦးအကမအောင်နိုင်တော့ပါဘူးဆက်စုကျင်တဲ့စိတ်ကကြောက်စိတ်တဲ့ပိုပြီးကြီးစိုးလာပါတယ်အဲ့ဒီမှာရှိနေတာဘလူးတရေပဲဖြစ်ဖြစ်ဘာမှမရှိတာပဲဖြစ်ဖြစ်ကိုမျက်စိနဲ့ကိုအမှန်တိုင်းမြင်ချင်မိသွားတယ်ဦးစင်းလင်းဦးအကအမောင်ထဲကိုတလန်းချင်းနဲ့လှမ်းဝင်သွားခဲ့တယ်စိတ်တစ်ဖက်ကလည်းဘာမှမရှိပါစေနဲ့လို့ဆုတောင်းမိနေတယ်လို့နောက်တစ်ဖက်ကလည်းအမှန်တရားကိုသိချင်နေမိပြန်ပါတယ်အဲ့ဒီအမှန်တရားကငရဲပြီလို့ဆိုဝါနေရင်တော့မှပေါ့ငါတကယ်ပဲစိတ်ထင်နေလားအခုနအတန်လေတိုက်တန်မဲလားနေပါအောင်အဲ့ဒါဘာကြီးလဲအမောင်ထဲမှာမတ်တက်ကြီးရက်နေတာမြင်လိုက်တာအယမ်းအောင်မြင်လွန်နေတယ်စပိန်နီကဖယိုဖယဲနဲ့မိန်းကလေးတယောက်ပြသူ့ရဲ့လက်မောင်းတွေကလည်းပုံမှန်တဲ့ထူဆန်းစွာပဲရှေ့လျားနေတယ်ဘာလို့လဲဘာလို့အဲ့ဒီမှာမတ်တက်ကြီးရက်နေရတာလဲဦးစင်းဦးကတွေးနေတော့မှပဲအဲ့ဒီမှာတယောက်တည်းလည်းမဟုတ်ဘူးဗျသူ့နောက်မှာတခြားသူတွေလည်းရှိနေသေးတယ်အဲ့ဒါတွေကတင်ငန်းဝါတွေဝတ်ထားတဲ့ရဟန်းတွေဗျတတိုင်းစီတဲမီမတ်တက်ရက်နေကြတာဖြစ်နိုင်ပါမလားဦးစင်းရှေ့မှာရက်နေတာတွေကပိတ်တာတွေဖြစ်နေတာလားဦးစင်းအသိစိတ်လွတ်ပြီးကြောင်ဘက်ကိုအမြဲဆုံးပြေးဆင်းလာခဲ့ပါတယ်လွတ်ပြီလို့ထင်ခဲ့ပေမဲ့တကယ်တမ်းတော့မလွတ်ပါဘူးဗျာအဲ့ဒီမြင်ကွင်းတွေကဦးစင်ကောင်းထဲမှာနေမကပဲအသက်ရှူတိုင်းမှာပါကပ်ပါလာခဲ့တယ်ဘယ်ရာစစ်မှန်လဲဘယ်ရာအိမ်မက်ဆိုလဲဆိုတာတော့ခွဲမရတော့လောက်အောင်ထိတ်လန့်နေခဲ့ရပါတယ်ဆရာတော်ဗျာမင်းညာကျောင်းနောက်ဘက်မှာတပည့်တော်မြင်ခဲ့ရတာတွေကဦးအကရဲ့စကားမဆုံးခင်မှာပဲဆရာတော်ကြီးကတပြင်းချပြီးမိန့်ပါတယ်ကိုတော်သိပါပြီဦးစင်ဒီနေရာရဲ့အကြောင်းကိုသိတဲ့အချိန်ရောက်ပြီထင်ပါတယ်ဒီဇလန်ကြောက်စရာကောင်းတာတွေနဲ့စတင်ခဲ့တာမဟုတ်ဘူးဦးစင်ရဲ့နှမျိုးဖို့ကောင်းအောင်လှပတဲ့အရာတွေနဲ့စတင်ခဲ့တာပါအရာအလုံးကကုံမာဆိုတဲ့မိန်းကလေးတယောက်စီကနေစခဲ့တာပေါ့စာသားလေးတွေကနေစကလုံးတွေဖြစ်လာတယ်စကလုံးတွေကနေရင်းနှီးမှုတွေဖြစ်လာခဲ့တယ်အစာပိုင်းမှာတော့တယောက်ပေါ်တယောက်ခုံမင်ဆွဲလန်းမှုတွေပေါ့ဒါပေမဲ့တီလာတိုင်းတစ်ခါပြိုလဲသွားပြီးတဲ့နောက်မှာတော့ဘာတစ်ခုမှငကိုတိုင်းပြန်မဖြစ်နိုင်တော့ဘူးအရှင်ဖေဟာဒီညကြီးရတာအရန်ပင်ပန်းနေပုံပဲနော်ကုံမနှိပ်ပေးရမလားဖေဟာမလုပ်ပါနဲ့တက္ကမကြီးကုံမကြီးဒါကမသိတော့ပါဘူးကုံမမျက်လုံးထဲမှာတော့အရှင်ဖေဟာတဲ့ကြီးညိုစရာကောင်းတဲ့သူမရှိတော့ပါဘူးဖေဟာဆရာတော်ကြီးကစက်မိန်ပါတယ်
အဲ့ဒီလိုပဲတီလာတတိုင်းပြိုလဲသွားတဲ့ခါမှာတော့ရုပ်နဲ့အပေါ်ဆွဲလန်းတဲ့ယာကားကနေကြောက်စရာကောင်းတဲ့နောက်ထပ်ကိလေသာတစ်ခုဖြစ်လာတဲ့လောဘအစာတို့ဝင်ရောက်လာပါတော့တယ်။ကုံမာတော့အိမ်မှာဦးစင်းတီဟာအခက်ခဲဖြစ်နေလို့ပါအမေလည်းနေမကောင်းဆေးဝယ်ဖို့ငွေလေးလိုပါဖေ။ကုံမာသူ့ရဲ့အလှပေါအတုံးချပြီးလှူခံပါတော့တယ်။ဦးစင်းတီဟာလည်းအဝိဇ္ဇာဖုံးနေတာဆိုတော့ပြန်မိတ်လိုက်တာပေါ့။အေးတခါမကြီးဦးစင်းစူးစမ်းကြည့်ပေးပါမယ်။ဦးစင်းတီဟာတော့ကုံမပေါ်မှာအကျဉ်းသားဆုံးပါပဲ။ကုံမမြှူဆွဲခဲ့ပါတယ်။ဒါပေမဲ့ဗျာလောဘဆိုတာဒါစီမရှိဘူးလေ။နောက်ပိုင်းမှာကုံမပို့ပြီးတောင်းဆိုလာပါတယ်။ဘာလို့ကုံမကိုဒီလောက်လေးပဲပေးတာလဲ။တော်ပါတော့ကုံမရင်ဦးစင်းမတကယ်မရှိတော့လို့ပါ။တကာတကမတွေလာလို့သမျှလဲကုံမကိုအကုန်ပေးခဲ့ပြီးပဲ။ငါတို့လုံနေတာတွေကအယံကိုအပြစ်ကြီးလာနေပြီ။အပြစ်ကြီးတယ်ဟုတ်လား။ကုံမနဲ့အတူအိတ်ခဲ့တုန်းကတော့ဒါမျိုးတစ်ခုမှမပြောခဲ့ပဲနဲ့ကုံမရဲရဲတင်းတင်းနဲ့ပြန်ပြောပါတော့တယ်။ဦးစင်းကရဟန်းတစ်ပါးလေကုံမရဲ့ငွေတွေအများကြီးပေးရသွားရှာရမှာလဲဦးစင်းကိုနှိပ်စက်နေတာတွေရက်လိုက်ပါတော့ကာမဂုဏ်ကြောင့်ဖြစ်လာတဲ့ပထမဆုံးအဖြစ်အနေလောဘဆိုတဲ့ဒုတိယအဖြစ်စီကိုတကားဖွင့်ပေးလိုက်သလိုဖြစ်သွားတာပေါ့ကုံမဒီလိုဆက်ဆံရေးမျိုးဟာငွေရှာလို့ရတယ်ဆိုတာသိသွားတဲ့အခါမှာတော့သူ့စိတ်တွေကအရှက်ကြောက်တရားတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတော့တယ်လောဘအဆဆုံးမရှိသလိုအရှက်တရားကလည်းတေဆုံးသွားတဲ့အခါအဖြစ်တစ်ခုကနေပိုကြီးမားတဲ့အဖြစ်တစ်ခုစီကိုအမြဲဥတည်သွားတာပါပဲကုံမဦးစင်းတီဟာတပါးနဲ့မရက်တတ်တော့ပဲမြို့ထဲကိုသွားပြီးပိုကြီးမားတဲ့ပြစ်မှတ်တွေကိုရှာဖွေပါတော့တယ်ကုံမအမေကကုံမလုပ်တဲ့အလုပ်တွေကိုမြင်သွားတဲ့အခါမှာတော့ကုံမဒါတွေကဘာတွေလဲသမီးဘာလို့ဒီလိုတွေလုပ်နေရတာလဲဒါတွေကရဟန်းတန်ဃာတွေလေသမီးရဲ့ဘလောက်အပြစ်ကြီးလဲဆိုတာသိရလားကုံမကတော့အေးဆေးဆေးပဲပြန်ပြောပါတယ်အမေမြင်တဲ့အတိုင်းပဲပေါ့အပြစ်ရှိလဲငွေရတာပဲလေလူကောင်းဖြစ်ပြီးငတ်နေတာတဲ့ဆိုင်ရင်တော့ပိုကောင်းပါတယ်အမေရဲ့ပြီးတော့ကုံမသူတို့ကိုအတင်ခိုင်းတာမှမဟုတ်တာသူတို့ကိုယ်တိုင်ကကုံမကိုပေးချင်လို့ပေးကြတာပါကုံမသူ့မေကိုပပဆက်ဆက်နဲ့ပြန်ပြောလိုက်ပါတယ်နေဟာငါဘလို့များကျွေးမွေးပြုစုလာလို့ဒီလောက်တောင်ရုံမာရတာလဲကုံမရဲ့အမေဖြစ်သူကရင်ထုမနာဖြစ်ပြီးပြောလိုက်တဲ့ခါမှာတော့ကောင်းပြီလေအမေကကုံမကိုရုံမာတယ်လို့မြင်နေမှာတော့ကုံမလည်းဒီအိမ်မှာမနေတော့ဘူးအမေနဲ့နေရင်လည်းဆင်းရဲတာပဲရှိတယ်ကိုဘသားကိုငွေရှာစားတာမှပို့ပြီးတက်တော့တက်တာရှိအောင်ပဲကုံမအမေကိုပြန်ပြောပြီးအိမ်ကနေဆင်းသွားပါတော့တယ်မိသားစုရဲ့ဆုံးမမှုကိုမနာယူတော့တဲ့အခါမှာတော့ကုံမကျိုးပြတ်သွားတဲ့ဆွန့်လိုပါပဲလွယ်လွယ်နဲ့ရတဲ့ငွေတွေနောက်မှာပျော်မွေ့နေပြီးသူလှမ်းလိုက်တဲ့ခြေလမ်းတိုင်းမှာငရဲမီးတွေကပ်ပါနေတယ်ဆိုတာသူလုံးဝသတိမထားမိခဲ့ဘူးကျွန်တော်တို့စခန်းကိုခေါ်သွားပြီးစစ်ဆေးမေးမြန်းဖို့လိုပါတယ်ပြီးတော့ဒီဖုန်းကိုလည်းတက်တည်ဖြစ်သိမ်းဆည်းရပါလိမ့်မယ်အဲဒီနေရာစားပြီးကုံမရဲ့တဲ့ဟာအစနာပြောက်သွားခဲ့ပါတယ်သူဘယ်ရောက်သွားလဲဆိုတာဘယ်သူမှမသိကြတော့ပါဘူးတချို့ကလည်းအရှက်ရလို့ထွက်ပြေးသွားတယ်လို့ပဲပြောကြသလိုတချို့ကလည်းသူ့ကြောင့်နာမည်ပြတ်သွားတဲ့သူတယောက်ကတက်စားချေလိုက်ပြီလို့ပြောကြတယ်ဘယ်သူမှမှန်တရားကိုမသိခဲ့ကြပါဘူးအဲ့လိုနဲ့တညမှာတော့ဒီကျောင်းတိုင်းဟောင်းကြီးရဲ့နောက်ဘက်ကနေပထမဆုံးပြိတ္တာတကောင်ရဲ့အသေးခိုက်မတဲ့အော်ဟိညီတွားတဲ့ထွက်ပေါ်လာပါတော့တယ်အဲ့ဒီတန်ကအခုတည်းတိုင်းညတိုင်းကြားနေရတော့မှာပဲဆရာတော်ရဲ့ပြောပြချက်တွေပြီးဆုံးသွားပြီမဲ့ဦးစင်းရဲ့အိမ်မက်ဆိုကတော့အခုမှစတင်တာပါညတိုင်းကြားနေရတဲ့အတန်တွေကအတိတ်ကအတန်တွေမဟုတ်ပဲအခုမျက်မှောက်ဘဝမှာတကယ်ခံစားနေရတဲ့ငရဲတန်တွေဆိုတာဦးစင်းနားလည်သွားပါပြီဆရာတော်ဗျာဆရာတော်အခုတင် Facebook မှာသတင်းတက်လာတယ်ဗျာအရင်ကဒီเจ้าမှာနေခဲ့တဲ့အရှင်ဒီဟာလူထွက်ပြီးတဲ့နောက်မှာအခုပဲဆုံးသွားပြီတဲ့ဗျာဆရာတော်ကြီးကတပြင်းချရင်မိတ်လိုက်ပါတယ်ဝတ်ကြွေးဆိုတာသူ့လို့သူအမြဲတမ်းတိတိကျကျနဲ့လှုပ်ဆောင်နေတာပါပဲတကားတော်တို့ရဲ့ဆရာတော်ကြီးကကျောင်းနောက်ဘက်ကတတိုင်းကြီးစီကိုငေးကြည့်ရင်တပြင်းချကမိတ်ပါတယ်ဒီညတော့နောက်တစ်ကောင်တိုးလာအောင်မှာပေါ့ကုံမဆိုတဲ့တကားမနဲ့ဖောက်ပြန်ခဲ့မှုတဲ့ရဟန်းကြီးကတည်သွားတဲ့အခါမှာကုံမဘေးနားမှာပဲပိတ်တာလာဖြစ်ကြတာအခုဆိုရင်အဲ့ဒီနောက်မှာ14ကောင်လောက်ရှိနေပြီဘယ်တော့မှအဆုံးသတ်မလဲဆိုတာကိုတော့လည်းမသိတော့ပါဘူးအဲ့ဒီညအစားပြီးဦးစင်ဒီကျောင်းကနေထွက်မပြေတော့ဘူးဆုံးဖြတ်လိုက်ပါတယ်ဘယ်ကိုပဲပြေးပြေးကိုယ်စိတ်တွေကကြောက်စိတ်ကတော့ပျောက်သွားမှာမဟုတ်ပါဘူးလေဒါပေမဲ့အဲ့ဒီကြောက်စိတ်တွေရဲ့နေရာမှာတနာစရာကောင်းတဲ့တန်ဝင်ကတရားကအစားထိုးဝင်ရောက်လာပါတယ်ဦးစင်ကကြောက်စိတ်ထက်ပိုပြီးစွမ်းအားကြီးမာတဲ့အရာတစ်ခုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်တက်ပြီးတက်တာတတဝအပေါင်းတို့အဝေးဟာဟွန်တုဘေးရန်ကင်းကြပါစေအပြပစာဟွန်တုစင်ရချင်းကင်းကြပါစေတဦးနဲ့တူရန်တုံမှုချင်းကင်းကြပါစေကုန်တည်းအဲ့ဒီရာတော့မေတ္တာတရားပါပဲဦးစင်သူတို့ကိုမောင်းထုတ်လို့မရသလိုသူတို့ရဲ့ဝတ်ကြွေးတွေကိုလည်းဦးစင်ကိုစားခံပေးလို့မရပါဘူးဦးစင်လှုပ်ပေးနိုင်တဲ့တခုသောအရာတော့ရဟန်းသမားအနေနဲ့တန်နိုင်သလောက်အေးချမ်းမှုလေးတွေကိုသူတို့စီမျှဝေပေးဖို့ပါပဲညစဉ်ညတိုင်းသူတို့အတွက်မေတ္တာပို့အမျှဝေပေးရင်သူတို့ရဲ့ဝတ်ကြွေးတွေကုံဆုံးမဲ့နေနဲ့
ဦးစင်းစိတ်တွေကတရားဓမ္မတွေလမ်းပြလို့လွတ်မြောက်ရာနိဗ္ဗာန်ကိုရောက်မဲ့နေ့အထိသူတို့နဲ့အတူအပေါ်ဆောင်ပြီးသွားပါတော့မယ်ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်လိုက်ရန်ရှယ်လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်ဇလန်တွေကိုတင်ဆက်ပေးအောင်မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးထားကြပါအောင်ရှင်